ဒီနေရာတော့လက်တွေဖြစ်ပါတယ်လက်တွေကိုကျွန်တော် bus corner စကစားပါတယ်၄ကြော၅ချင်းကစားပါတယ်ကျွန်တော် strength တို့ကိုအဓိကထားပြီးတော့ကစားပါတယ်စစချင်းဆိုတော့အခြေအနေတွေတော့နည်းနည်းလေးတော့ရိုင်တာပေါ့ထိုင်တာတယ်ဆိုတော့ပြီးရင်တော့ Romanian deadlift သူတော့3ကြော6ချင်းကစားပါတယ်အဲ့ဒါ strength အတွက်ယူရပြီးကစားတာဖြစ်ပါတယ်မဆယ်ရင်တော့မဆယ်ကြီးကြီးကြိုက်တယ်ဆိုပေမဲ့နောက်ပိုင်းမှာပြောင်းလဲလာတဲ့ကျွန်တော်ရဲ့ခံယူချက်ဖြစ်ပါတယ်ကျွန်တော် hypertrophy only မကစားတော့ပါဘူးပြီးရင် gradient split squat သူတော့ကျွန်တော်တစ်ဖက်ကို8ချိန်နဲ့3ကြောကစားပါတယ်အဲ့ဒါလေးကစားပြီးတော့ကျွန်တော်တော်လေးကိုပင်ပန်းသွားပါတယ်နောက်တစ်မျိုးကတော့ seated carriage ပါသူတော့3ကြော12ချိန်ကစားပါတယ်ကျွန်တော်တို့ကစားနေတဲ့အချိန်မှာ mind bar self connection ထည့်ပြီးကစားဖို့လည်းအကြံပေးပါတယ်ကစားနေတဲ့မှာ focus ထားပါနောက်တစ်ခုကတော့ bow jump ကစားပါတယ်3ကြော5ချိန်ကစားပါတယ်သူကစားတဲ့ရွေးချက်ကကျွန်တော် explosive power 2ကစားတာဖြစ်ပါတယ်တစ်ဖက်ကပြန်ကြည့်တော့ cardio exercise လေးဖြစ်တယ် single leg balance သူတော့ကျွန်တော်3ကြော3 second တစ်ဖက်ကို3 second ကစားပါတယ်ဒါကတော့ကျွန်တော် stability ကောင်းဖို့တော့ကျွန်တော်တက်ကြည့်ရ